ရင်းရင်ဆန်းဆိုတဲ့မိန်းမကြီးကတော့ကြောင်ကလေး green ပြက်နေတဲ့အချိန်မှာကြုံခဲ့ရတဲ့ဇေယျတောင်ပန်ကျိုးအိုမာကြီးတကောင်ပါ ဟာဖေဒီကတောင်ပန်ကျိုးအိုမိုင်းလာနေပြီ လေးဝါနဲ့ပြက်ပေါ့ ရပါတော့ပြင်ဟမ် မမြင်ဟိုဘဲဟုတ်လားလဲပြန်တော့မလို့လားဟိုကျွန်တော်လိုက်ဖို့ဝေးမယ်လေ ငါခုမှရောက်တာဘာကိစ္စပြန်ဒီမောင်ငါနေ့ကိုမေးပြန်စီ ဩကျွတ်နေမင်းကငါ order လာခေါ်တာတော့မယ်လားတော့မယ်လား ဟဲ့စားဖို့တွေလုံးနေတယ်ညငါစီမလားဘယ်နဲ့လဲဟမ် ကျွန်တော်မမြင့်စီကိုမလာဖြစ်တဲ့အတွက်တောင်းပန်ပါနောက်ကိုလည်းဘယ်တော့မှလာမှာမဟုတ်တဲ့အတွက်တခါတည်းကြိုပြီးတော့တောင်းပန်တာဟုတ်ပြီလားဒီမှာမမြင်နားလဲအောင်ကျွန်တော်ရှင်းပြမယ်တော်တိုင်းနဲ့ဖွင့်လို့ရတဲ့တော့ကလောက်ကိုတော့ကလောက်အပြဲလို့ခေါ်တော့ကလောက်တိုင်းကိုဖွင့်လို့ရတဲ့တော့ကိုကြတော့ master key လို့ခေါ်ဟုတ်ပြီနော်ကျွန်တော်ဈေးအိမ်သားကိုတော့မခက်ချင်ဘူးမင်းကြီး ကောင်းလာလားမိုက်တယ်ကွာ